လုံးပဲမင်္ဂလာပါရှင်အလှပါနဲ့ကျမရေးစီစဉ်တင်ဆက်ပေးနေပါပြီရှင်ကျမနာမည်ဒါပါဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့တဘာဝတိုင်းရင်သားကြည့်အောင်ဘယ်လိုလုပ်ကြမယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အမျိုးသားတွေကလိန်တန်ကြီးကျင်ကြသလိုအမျိုးသမီးတွေမှလည်းရင်သားအရွယ်အစားနဲ့ပတ်သက်ပြီးစိုးရိမ်စိတ်တွေရှိတတ်ကြပါတယ်တကယ်တော့ရင်သားကြီးခြင်းသေးခြင်းဆိုတာကျမရေးရတော့ဘာမှတော့မသက်ဆိုင်ပါဘူးရှင်တချို့လေးလာချက်တွေမှာရင်သားကြည့်လို့ရင်ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့လူဆိုတာမျိုးကတော့လှကျင်ကြတာကြီးပါပဲရှင်။ဒီတော့ရင်သားအပါဝင်မိမိရဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကိုသိအောင်ကြည့်အောင်ဘယ်လိုပြုပြင်ကြမလဲဆိုတာအခုပြောပြပေးမယ်နော်။ရှုပ်ထွေးတဲ့နီလန်းတွေကိုမသုံးပဲမိမိရင်သားတွေကြီးထွားလာအောင်လုပ်တဲ့နီလန်းတွေဖြစ်ပါတယ်။ရင်သားအရွယ်အစားကိုဘာတွေထိန်းချုပ်ထားတာလဲလူတစ်ယောက်နဲ့တစ်ယောက်ရင်သားအရွယ်အစားမတူတာကမျိုးရိုးဗီဇအသက်အရွယ်ခန္ဓာကိုယ်အလေးချိန်ဟော်မုန်းကိုဝင်ရှိမရှိစတာတွေနဲ့ဆိုင်ပါတယ်ရင်သားဖွံ့ဖြိုးတဲ့အရွယ်မှာပိုပြီးအာနိသင်ရတယ်လို့ဆိုကြပါတယ်နောက်ပြီးဒါကရေရှည်ကြီးတာမျိုးမဖြစ်စေဘူးလို့လည်းဆိုပါတယ်ဘာပဲဖြစ်ဖြစ်ဒါတွေကိုဤထိုခြင်းအပြင်တခြားအာဟာရတွေလည်းပါနေတာကြောင့်စားကြည့်တာလည်းအကျိုးမရုပ်ပါဘူးအလွန်အကျွံမစားရင်အနေရကင်းပါတယ်နောက်ပြီးဗီတာမင်ကျွယ်ဝတဲ့အစားအစာတွေကိုစားပေးနိုင်ပါတယ်ဗီတာမင် C ကကွန်လက်ဂျင်ထုတ်လုပ်မှုကိုအားပေးတာကြောင့်ရင်သားတစ်ရှူးတွေကိုကျန်းမာစေပြီးရင်သားပင့်တင်ပေးနိုင်ပါတယ်ရင်သားကိုနှိမ့်နေပါဥပမာတန်လွင်စီဗီတာမင် E ကျွယ်ဝတဲ့အဆီတွေဒါမှမဟုတ်ဆေးဝါးထောက်ခံချက်ရတဲ့ aspirin တွေကိုလိမ်ပြီးနှိမ့်နေပေးနိုင်ပါတယ်အဆီဒါမှမဟုတ် cream ကိုလိမ်ပြီးစဝိုင်းပုံစံနှိမ့်နေပေးပါအပြင်ကနေအတွင်းကိုနှိမ့်ပေးပါတရက်ကို15မိနစ်လောက်ပုံမှန်နှိမ့်ပေးနိုင်ပါတယ်ရှင်တင့်တော်တဲ့ဘရာတွေဝတ်ပါဘရာတွေကရင်သားတွေကိုကြီးအောင်မလုပ်ပေးနိုင်ပါဘူးဒါပေမဲ့ရင်သားကိုပုံကြအောင်တော့လုပ်ပေးနိုင်ပါတယ်ကြက်လွန်6လွန်းတဲ့ဗရာမျိုးမဟုတ်ပဲမိမိနဲ့တင့်တော်ပြီးတက်တာရှိတဲ့ဗရာတွေရင်သားကိုပုံကြလှပစေမှာပါချမ်ဖန်ရန်ကာ press up ဗရာမျိုးတွေလည်းလုပ်ပေးနိုင်ပါတယ်တဘာဝအတိုင်းရင်သားကြည့်အောင်ဘယ်လိုလုပ်ကြမလဲကိုနေဟန်ထားမှန်ပါစေဥပမာလမ်းလျှောက်တာထိုင်တာစတာတွေမှာထားမမှတ်ထားတာရှင်ကိုဖွင့်ထားပါဒီလိုနေရာကရှင်သားကိုကြီးတဲ့ရောင်ဖြစ်စေတတ်ပါတယ်လက်ပြင်ကုန်းတာကုန်းကြီးလျှောက်တာကရှင်သားကိုပုံကြစီမှာမဟုတ်ပါဘူးရှင်သားကြီးစေမဲ့အခြားနီလန်းတွေဒီထက်မြန်ကြည့်အောင်လုပ်ရတဲ့နီလန်းတွေလည်းရှိပါတယ်ဥပမာရင်သားကြည့်အောင်ခွဲစိတ်တဲ့ရင်သားကိုခွဲစိတ်မှုပြုပြင်ခြင်းတွေဆီလီကွန်ထည့်တာတွေအဆီထည့်တာတွေရှိပါတယ်ဒါတွေကဈေးအနည်းငယ်များသလိုတက်ကြွတဲ့သူနဲ့ပဲခွဲစိတ်မှတာအဆင်ပြေမှာပါနောက်ပြီးရင်သားဆုပ်ရှင်ဆိုတာလည်းရှိပါတယ်ရင်သားကိုညှစ်ပေးပါရင်သားတစ်ရှူးတွေကိုသွေးရောက်လာတဲ့အခါရင်သားကကြီးလာတယ်လို့ထင်ရပါတယ်ဒါကလည်းအခက်မသိရင်ရင်သားနာတာရောင်ရမ်းတာတွေဖြစ်တတ်တယ်လို့မလုပ်ပေးသင့်ပါဘူးရှင်ဒါကြောင့်လူတိုင်းလုံနိုင်တဲ့နီလန်းတွေကိုမျှဝေပေးတာပါဒီနီလန်းတွေကချက်ချင်းမသိတာဘူးအချိန်တစ်ခုကြာတာပဲ